မင်္ဂလာပါရှင်။အုံတို့တရသည့်ကြောက်ကြောလုံနည်းလေးမျှဝေပေးပါမယ်ရှင်။တရသည့်အခွန်တွေကိုအရင်ခွာထားလိုက်ပါတယ်။ပြီးတော့ရင်တော့နှင်းစီပန်းမွေပုံစံဖော်ဖို့အတွက်အခုလိုမျိုးပပလေးတွေလှီးလိုက်ပါတယ်ဒါကတော့ကြောက်ကြောထိုးဖို့အတွက်အနှစ်လုပ်ဖို့ပါအနှစ်ရဖို့အတွက်စကားလေးနဲ့တိုက်ချလိုက်ပါတယ်အုံတို့ကြောက်ကြောအလွှာအတွက်ရေ90မီလီလီတာအုံတို့180မီလီလီတာစုစုပေါင်း290မီလီလီတာထည့်ပါတယ်ရှင်တကြားထမင်းစားစွန်းနဲ့နှစွန်းထည့်ပါတယ်ကြောက်ကြောမုံထမင်းစားစွန်းနဲ့တစွန်းထည့်ပါတယ်ရှင်စူပွက်လာပြီဆိုရင်တော့ကြောက်ကြောကိုအေးခံလို့ရပါပြီပြီးရင်နောက်တစ်လွှာအတွက်တရသည့်အနှစ်ကြောက်ကြောလုပ်ပါမယ်တကြားထမင်းစားစွန်းတစ်စွန်းထည့်ပါတယ်တောက်ကြောမုံထမင်းစားစွန်းတစ်စွန်းထည့်လိုက်ပါတယ်တရသည့်အနှစ်တွေစူပွက်လာပြီဆိုလို့ရှိရင်တော့အေးခံလို့ရပါပြီရှင်ခုနကအေးခံထားတဲ့အုံတို့အလွှာကလည်းခဲနေပြီဆိုတော့သူ့အပေါ်လောင်းထည့်လိုက်ပါတယ်နောက်ထပ်တစ်လွှာကလည်းအုံလုံးနဲ့ပဲလုံမှာမို့လို့ပထမဆုံးကြိုသလိုပဲထည့်ကြိုပေးလိုက်ပါတယ်ရှင်အပေါ်ဆုံးအလွှာလုပ်ဖို့အတွက်တရက်သီးကိုဇုံးခွက်လေးနဲ့အလုံးပုံစံလေးဖြစ်အောင်လုပ်လိုက်ပါတယ်
ပါပါလိထားတဲ့တရသီးတွေကိုတော့ဒီမှာပြထားသလိုမျိုးလေးနှင်းစီပွင့်ပုံစံဖော်ပြလိုက်ပါတယ်ရှင်အခုလိုမျိုးပန်းပွင့်ပုံစံလေးရဖို့လုပ်ရတာကအရင်မခက်ခဲပါဘူးရှင်နှင်းစီပန်းပွင့်တွေနဲ့တရသီးအလုံးပုံစံလေးတွေကိုကြောက်ကြောပန်းပေါ်မှာအလှဆင်လိုက်ပါတယ်ရှင်သူ့အထဲကိုတော့ကြောက်ကြောအကြည့်ရောင်လေးထည့်ပါမယ်။ရေ290မီလီလီတာကိုတကြားတစ်စွန်းကြောက်ကြောမှုတ်တစ်စွန်းထည့်ပါတယ်ရှင်။ရေဆူလာပြီးတော့ကြောက်ကြောအယောင်လေးကြည်လာပြီဆိုရင်တော့ထည့်လို့ရပါပြီရှင်
ခဏအေးခံပြီးတဲ့အခါမှာတော့ကြောက်ကြောအလွှာလေးလည်းမာနေပါပြီဘေးသားလေးတွေကိုခါရလေကူးစင်ရန်အတွက်ဓာတ်နဲ့အရာပေးလိုက်ပါတယ်နင်းကြီးပန်းပွင့်ပုံစံနဲ့အရန်စားလို့ကောင်းတဲ့အုံလို့တည့်ရည်ကြောက်ကြောလှလှလေးစားလို့ရပါပြီရှင်